Hello မင်္ဂလာပါကျွန်တော်တို့ဒီတာရိုကတ်ဒီအကြောင်းကိုကျွန်တော်ပြောခဲ့တာပေါ့နော်ခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ number cut ပေါ့နော် major arcana တွေ major cut တွေက number စင်တက်တဲ့ major cut တွေက number 4ရောက်လာပါပြီသူ့ကိုကြတော့ကျွန်တော်တို့က the emperor လို့ခေါ်ပါတယ် emperor ဆိုတာကျွန်တော်တို့ king နဲ့မတူပါဘူးသူကဘုရင်တို့ရဲ့အခေါင်အထွတ်ပေါ့နော်အခေါင်အထွတ်သူကဘယင်အားလုံးရဲ့ဘယင် Icarus ဆိုတဲ့သဘောမျိုးနဲ့ Emperor ကိုသုံးပါတယ်နော်သူဒီနော်ဒီခိုင်ခက်နဲ့ထိုင်ကုန်ကြီးပေါ်မှာအမျိုးသားကြီးတယောက်တန်ချက်ကအင်ကြီးဝတ်ပြီးကမှထိုင်နေတဲ့သဘောကိုဖော်ပြပါတယ်သူ့ရဲ့တစ်ဖက်ကပေါ့နော်ကျွန်တော်တို့ဗာလဲဆိုတော့ဒီရှင်ပြီးတော့ကြည့်ရမယ်ကတ်ဒါမှမဟုတ်လို့ရှင် versus လို့ပြောမယ်ကတ်ကတော့ Empress နဲ့ရှင်ကြည့်ရမှာဖြစ်ပါတယ်နော် Empress ကပြီးခဲ့တဲ့နေ့ကကျွန်တော်ပြောခဲ့ပြီးပါပြီသူကဒီ mother archetype ဆိုလို့ရှိရင်ဒီဘက်က emperor ဒီ father archetype နော်ဖေးရဲ့ဖခင်ရဲ့ပုံစံကိုပို့ပြီးကြမှာရည်ညွှန်းတာဖြစ်ပါတယ်ဟုတ်ပြီသူကထိုင်ကုန်အမြင့်ကြီးဒီနော်အမတန်မှခိုင်ခန့်နဲ့နော်မပြောင်းမလဲတဲ့တည်ငြိမ်တဲ့အရာကိုဖော်ပြပါတယ်တိုးရုပ်ကတော့ရဲရင်တယ်ဆိုတော့ဖော်ပြတာဖြစ်ပါတယ်တန်ချက်ကအင်ကြီးဝတ်ထားတာဆိုတာကတော့အကာအကွယ်ပေးနိုင်တယ်လက်တွေ့အကာအကွယ်ပေးနိုင်တယ်အပြောမဟုတ်ဘူးအလုပ်ဆိုတာမျိုးကိုပြောလို့ရပါတယ်နော်ဒါမျိုးလေးတွေရှိပါတယ်နောက်ကတောင်တန်းတွေကလည်းစောစောကပြောတဲ့ခိုင်မာတဲ့သဘောတရားတွေကိုဖော်ပြတာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အဓိကအဓိပ္ပာယ်ကဘာလဲဆိုတော့ဒီ emperor ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ကျွန်တော်တို့ဘာလဲဆိုတော့ authority နော်အုပ်ချုပ်မှုစီကံ rules တည်ငြိမ်မှုနော် stability ကိုပြောတာဖြစ်တယ်အကာအကွယ်ပေးမှု protection ကိုပြောတာဖြစ်နိုင်တယ်နောက်တစ်ခုလက်တွေ့ကြမှုနော် practical thinking ကိုပြောတာဖြစ်နိုင်တယ်ဒါတွေဒီကျွန်တော်တို့ကဒီ emperor ကြလာလို့ရှိရင်ကောက်ယူရမယ့်အယူဆတွေလို့ကျွန်တော်တို့ကပြောလို့ရပါတယ်နော်ဟုတ်ပြီဒါကိုတကယ်လို့မြင်ကျွန်တော်တို့ကအခြေရေးဘက်ကယူမလားဒါမှမဟုတ်အလောက်ကင်ဘက်ကယူမလားဒါမျိုးတွေစဉ်းစားလို့လည်းရတာပေါ့နော်အခြေရေးဘက်ကယူမယ်ဆိုလို့ရှိရင်ဒါပါလဲဆိုတော့ဒီတည်ငြိမ်တဲ့ relationship ကိုပြောတာဖြစ်ပါတယ်ဒါပေမဲ့ partner ကပါပဲပြောသူ့ရဲ့ကိုယ့်ရဲ့ partner လုပ်တဲ့သူကထိန်းချုပ်ခြင်းနဲ့ control လုပ်ခြင်းနဲ့ဆိုတဲ့သဘောတရားကိုပို့ပြီးတော့ဟိုပြုပါတယ်နောက်တစ်ခုက emotion ပေါ့နော်ဒီစိတ်ခံစားချက်တဲ့ responsibility ခေါ်တဲ့တာယူဝင်ယူမှုပိုကြီးတဲ့အဓိပ္ပာယ်ကိုတက်ရောက်တာဖြစ်ပါတယ်နော်အဲ့တော့ဗာလဲဆိုတော့ဒီကနည်းနည်းတော့ asset လို့ထင်ရတယ်သို့တော်လည်းသူ့ကိုယုံကြည်စိတ်ချလိုက်တယ်လို့ကျွန်တော်တို့ယူဆလို့ရပါတယ်အလုပ်ကိုင်ဆိုလို့ရှိရင်လည်းဒါ management နေတာပတ်သက်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်နော် authority နဲ့ပတ်သက်တယ်လို့ပြောလို့ရတယ်ဒါကျွန်တော်တို့ကဒီ emperor တယောက်ရဲ့အယူဆတွေသဘောတရားတွေကိုကိုကနေပြီးကမှယူဆပြီးကမှအဟောကွက်တွေကိုစဉ်းစားရတာဖြစ်ပါတယ်ပြောင်းပြန်ကြလို့ပြောင်းပြန်ကြရင်ဘာဖြစ်မလဲပြောင်းပြန်ဆိုလို့ရှိရင်ကျွန်တော်တို့ဗာလဲဆိုတော့ control လုပ်လွန်းနေနော် control လုပ်လွန်းနေအရန်ကို control လုပ်လွန်းနောက်တစ်ခုကဗာလဲဆိုတော့ကျွန်တော်တို့ဗာလဲဆိုတော့ဒီချစ်ခင်မှုကိုယ့်ကိုချစ်တာခင်တာရဲဆိုလို့ရှိရင်ပို့ပြီးတော့ rules နဲ့အုပ်ချုပ်တာစီကံနဲ့ကြက်မှတ်တာပို့ပြီးတော့များလို့နေဆိုတာမျိုးပြောနိုင်တယ်နောက်တစ်ခုကဗာလဲဆိုတော့ emotion ကိုမဖော်ပြဘူးဆိုတဲ့သဘောမျိုးကိုလည်းစဉ်းစားလို့ရတယ်ဒါဒီကျွန်တော်အနေနဲ့ဒီဆိုတော့ကျွန်တော်ပုံမှန်ပြောနေကြအတိုင်းပဲကျွန်တော်တို့ Rider Waite တားတော့ရဲ့ Rider Waite တေရိုရဲ့ကျွန်တော်တို့ဒီ Emperor ကရဲ့ယူဆကိုကျွန်တော်ပြောထားတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ခါတိုင်းပြောနေကြကဒီ Rider Waite Smith Waite လို့လည်းခေါ်ပါတယ်အဲ့ဒီ beginner friendly ဖြစ်တဲ့ Rider Waite Smith အပြင်ကျွန်တော်တို့က Minted ထားတော့ပေါ့နော်Greek mythology ရဲ့ဒီ tarot card တွေကိုကျွန်တော်ဆက်ပြီးတော့ပြောလို့ရှိပါတယ်အဲ့ခါပြောတဲ့ခါကျလို့ရှိရင်သူဒီ Greek user ရလို့ရှိရင်သူဖြစ်ပါတယ်နော်သူဒီemperor ပါပဲသို့တော်လည်းသူကဘသူ့ကိုကိုစားပြုလဲဆိုတော့ Zeus နာမည်ကြီးကိုကိုစားပြုပါတယ်ဟိုနေ့ကကျွန်တော် Zeus လို့ထွက်တာမှားပါတယ်အတန်ထွက်မှားတော့တာပေါ့နော်ကျွန်တော်တို့သူတို့ရဲ့စကားတွေကိုလည်းကျွန်တော်တို့ကသူတို့ Greek အတန်ထွက်တွေ pronunciation တွေကျွန်တော်ပြန်ကြည့်မှရ Zeus လို့အတန်ထွက်တယ်ပေါ့နော် Zeus ကတကယ်တမ်းကြလို့ရှိရင်သူကဒီ Greek ဒဏ္ဍာရီပေါ့နော်ယောမခေါမဒဏ္ဍာရီမှာသူကအင်မတန်အရေးကြီးတဲ့နေရာပါတာဖြစ်ပါတယ်သူကသူတို့ကကျွန်တော်ပြောမယ်ဆိုလို့ရှိရင်သူတို့ဇလန်ကြီးကအင်မတန်ရှည်လျားတယ်ပေါ့နော်သူကဘာဦးတီကလေးကစတာကျွန်တော်တို့မြန်မာဆိုလို့ရှိရင်ဗမာဆိုလို့ရှိရင်ကျွန်တော်တို့ကခိန်တူတဲ့နေတယ်ပေါ့နော်မြန်မာကြီး၄ယောက်ကစတယ်နော်ခရစ်ယာန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဗာလဲဆိုတော့ထာဝရဘုရားသခင်ကစတယ်ပေါ့နော်သူတို့ Greek mythology မှာကြာတာသူတို့ကခုနပြောလို့ဒီ Gaia နဲ့ဒီ Uranus နဲ့နော် Uranus နဲ့နှစ်ယောက်ပေါင်းပြီးကြမှာနော် Uranus ကလည်း Gaia နဲ့မွေးလာတဲ့သားသူသားကိုသူပြန်ယူထားတာအဲ့လိုမျိုးနော်ပြန်ယူပြီးကြမှာသူတို့ကမွေးလာတဲ့သားတွေရှိတယ်သားတွေကအဲ့သားတွေက
သားတွေကိုခုနပြောတဲ့ Uranus ကနေပြီးကမှသူ့ကိုပုံကံမှာဆိုလို့ဆိုပြီးမျိုးချထားတယ်မျိုးချထားတော့ Cronus ဆိုတဲ့သားတစ်ယောက်ကနေပြီးကမှ Cronus ဆိုတဲ့သားတစ်ယောက်ကနေပြီးကမှသူ့ဖေပေါ့နော် Uranus 1နဲ့တိတ်တဆိတ်ထွက်ပြီးသူ့ဖေကိုပြန်တက်လိုက်တယ်ပြန်တက်ပြီးကမှသူကအုပ်ချုပ်တယ်ပေါ့နော်အဲ့ Cronus ကလည်းသူ့ဖေကိုသူပြန်တက်ထားတာသူကလည်းသူ့သားတွေကသူ့ကိုပြန်တက်မှာစိုးရိမ်တော့သူ့မိန်းမကနေပြီးကမှကလေးမွေးလာတိုင်းမွေးလို့ကလေးဆက်တာတိုင်းမှာသူကကွက်ဆိုကောက်ပြီးကလေးတွေကိုမျိုးချလိုက်တယ်ဗိုက်ထဲကိုမျိုးချတော့1ယောက်2ယောက်3ယောက်4ယောက်5ယောက်ထိသူမျိုးချတယ်မျိုးချပြီးတော့နောက်ဆုံးကျတော့နောက်တစ်ယောက်ကျတော့သူ့မေကသူ့ကိုကလေးမပေးရတော့ဘာဖြစ်လဲဆိုတော့ဗိုက်ကြီးနေတဲ့အချိန်မှာမွေးပါပြီဆိုပြီးကမှကြောက်တုံးကိုအနှီးပတ်ပြီးကမှအဲ့ဒီခုနပြောတဲ့ Cronus ကိုဆက်တာတယ် Cronus ကမျိုးချကျင်တော့အကြီးသားနဲ့ကွက်ဆိုကောက်မျိုးလိုက်တဲ့အခါကြောက်တုံးလားသူလားမသိတော့မျိုးချလိုက်ပြီအဲ့တော့အဲ့ဒီအချိန်မှာစက်ထမမြောက်မွေးလာတဲ့ကလေးကခုပြောတဲ့ Zeus ကသူ့ဖေရဲ့နန်းတော်မှာမကြီးပြင်းရဘူးသူ့မေကတိတ်ကလေးမွေးပြီးကမှတခြားမှာတော့ကြီးပြင်းစေရတယ်ကြီးပြင်းစေပြီးကမှအသက်ကြီးလာတဲ့ခါကျမှသူ့ဖေစီမှာပြန်လာပြီးကမှအမှုထမ်းတဲ့အချိန်မှာအရက်ခွက်ထဲမှာဟိုနာမျိုးအော့အန်စီရစီပေါ့နော်တိုက်လိုက်တဲ့ခါကျလို့ရှိရင်သူရှေ့ကမွေးထားပြီးသူ့ရဲ့အကိုတော်9ယောက်နော်ပြန်ပြီးတော့အန်ပြီးတော့ထုတ်လိုက်တဲ့ခါကျအဲ့6ယောက်သားကအိုလံပစ်တောင်ပေါ့နော်ကျွန်တော်တို့မှဆိုအိုလံပစ်တောင်ပေါ့နော်အလမ်ဘတ်တောင်ကိုတွားပြီးကမှသူတို့ကနေပြီးကမှစောစောကပြောတဲ့ဒီ Cronus အပါအဝင်ပေါ့နော်ဒီ Titans လို့ခေါ်တဲ့ nut တွေကိုသူကပြန်ပြီးကမှ nut တိုက်ပွဲစားတယ်နော် nut တိုက်ပွဲတစ်ဖက်က Olympian gods တစ်ဖက်ကကျတော့ကျွန်တော် Titan gods တွေပေါ့အဲ့လိုမျိုးနှစ်ဖက်တိုက်တဲ့နေရာမှာ Olympian nut တွေကနိုင်သွားတဲ့ခါမှာ Zeus ကသူကဒီဟွာကိုကဘာမြေကိုအုပ်ချုပ်ခွင့်ရသွားတယ်ပေါ့နော်အဲကြောင့် Zeus ဖြစ်လာတယ် Zeus ကကဘာကိုလွှဲပြီးကမှခွဲပြီးကမှအုပ်ချုပ်တဲ့နေရာမှာသူကဘာလဲဆိုတော့သူကကောင်းကင်ကိုပိုင်ဆိုးတယ်နော် Poseidon ကကြတော့ကျွန်တော်တို့ပင်လယ်ကိုပိုင်ဆိုးတယ် Hades ကကြတော့ခုနပြောတဲ့ underworld ပေါ့နော်ငရဲပြည်ကိုပိုင်ဆိုးတယ်ဆိုတဲ့သဘောနဲ့တက်ရောက်တယ်သူကသူ့လက်ထဲမှာကင်တော့တာမိုဂျိုးလျှက်စစ်ပေါ့နော်သူကမိုဂျိုးဝရဇိန်လက်နက်ကိုသူ့အနေနဲ့ပိုင်စားခွင့်ရတယ်ဆိုတာမျိုးသူ့အနေနဲ့ဆိုလိုတာဖြစ်တယ်အတိတ်ပဲကြီးကတော့အတူတူပဲသို့တော်လည်းသူက Greek တန်တာကြီးက Zeus နာမည်ကြီးကိုကိုစားပြုတယ် Emperor ကနော်ဒါဆိုရင်ရပြီထင်ပါတယ်နော်ဟိုတနေ့ကကျွန်တော်ကိုမေးထားတာတယောက်ကမေးထားရှိတယ်ဒီလိုကတ်လေးတွေဘယ်ကဝယ်လို့ရလဲဆိုတော့ဒါ method ဒါတော့ခေါ်ပါတယ်ကျွန်တော်တင်ဒီကတ်တွေက22ကတ်ထီတော့ကျွန်တော်တို့ဆရာမင်းသိန်းခရဲ့ဒီဂမ်ဘီယာအစီရင်ဒါတော့ပေးတယ်ဟုတ်မဟုတ်ဂမ်ဘီယာအစီရင်မဟုတ်ဘူးလေထဲတော့ဟိုမှာဂမ်ဘီယာအစီရင်ဒါတော့ပေးရင်ဘေဒင်းကဆရာဟင်းလိုက်ရဲ့စာအုပ်နော်အဲ့တော့ဗာလဲဆိုတော့ဒီထဲတော့ဟော်နီစာအုပ်ထဲမှာဆရာမင်းသိန်းခရဲ့ထဲတော့ဟော်နီစာအုပ်ထဲမှာ22ကတ်ထီပါနိုင်တယ်နော်အဲ့တော့နောက်တစ်မျိုးကကြတော့ကျွန်တော်ထင်တယ်ကျွန်တော်မှတ်မိသလောက်တော့စီယာဘယ်သူလဲတယောက်ရှိတယ်သူကအဲ့လိုမျိုး Greek ခေါ်မှဒန်တာကြီးရဆိုပြီးကမှဒီကတ်တွေကိုပြန်ပြီးကမှပြောထားတာရှိတယ်အဲ့ကတ်စာအုပ်လေးလည်းကျွန်တော်တော်တော်ကောင်းတယ်ပေါ့အဲ့စာအုပ်လေးကျွန်တော်ပြန်ရှာနေတာအဲ့ဒါကျွန်တော်ဒီမှာမရှိတော့ဘူးเนาะမြန်မာနိုင်ငံမှာကြံခဲ့တာပေါ့เนาะဒီအဲ့စာအုပ်လေးထဲမှာလည်းဒီခုနပြောတဲ့စောပြောတဲ့88ချက်ထိပါတယ်เนาะနာမည်ကြောင့်ကျွန်တော်မေ့သွားပြီပြီးကျွန်တော် comment မှာရေးပေးပါမယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီစာအုပ်ဒါ method ဒါတော့ခေါ်ပါတယ်ကျွန်တော်ဒါတော့လည်းအများကြီးရှိတယ်ဒါနဲ့ကျွန်တော်ပြောတော့လက်ရင်းကြတာတော့စောစောပြောတဲ့ writer way ဒါတော့ဒီ user friendly ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီကတ်ကိုအသုံးပြုပြီးရှင်းပြနေတာဖြစ်ပါတယ်เนาะဟုတ်ဒါဆိုရမယ်ထင်ပါတယ်เนาะဟုတ်ကျေးဇူးတင်ပါတယ်